ပြောပြအောင်ပဲဟာလိုက်ကြရင်လေလင်မယားနဲ့စပြောပြအောင်ပဲဟာလိုက်ကြရင်လေလင်မယားနဲ့ညာကစားဗျာညာကစားလုပ်တွေကမရှိသေးရမှာကျွန်တော်အဲ့တော့ကိုယ်ကလည်းလုပ်သမားဘွားကနေပြီးမိမရတော့စင်ပြီးတော့လမ်းမေးမှာကိုယ်ကလေးရောင်းမှုဆိုင်လေးထွက်တာဆိုင်လေးထွက်တာအဲ့တော့ဆိုင်တော့ဟိုနည်းနည်းဝေးတော့သွားရလာတယ်ဆိုင်ကလူရောဆိုင်ကလူတော့ဘာလို့လဲဆိုလင်မယားနဲ့လက်စွပ်လေးစင်လူလေးကိုစိတ်သက်လက်စွပ်ပုံစံမျိုးပေါ့အဲ့လေမောင်းဝင်လေးနှစ်ကွင်းကိုရောင်းပြီးတော့ဆိုင်ကလေးတော့ဝယ်ဆိုင်ကတစည်းအဲ့တော့တော့ကြဘင်းလေးကို2000အစုပ်လေး2014ဘင်းလေးပေါ့ဗျာအယိုးချောက်လေးဆိုင်က9000ပဲပေးရတယ်မမဲရ9000မပါဘူးသိန်းခွဲရောင်းလိုက်တာ9000နဲ့ရဟောအေးတသိန်းခွဲတသိန်းခွဲတန်းလေးအဲ့ဒီဥစားဆိုင်ကလည်းတကူဘင်းလားမသိပါဘူးအယိုးချောက်ကိုမှဘာမှမပါဘူးအဲ့ဒီဆိုင်ကလေးကိုငါတသိန်းခွဲနဲ့ဟုတ်တယ်တသိန်းခွဲနဲ့ဝယ်လာပြီးတော့အဲ့ဆိုင်ငယ်လေးကိုလင်မယားနှစ်ယောက်စီးရကြိုက်ပုံဖျားနေပြီ။အိုးအခုဒီနာမည်ကြီးနဲ့လန်ခရိုဇာတို့ဘာတို့စီးဘူးအဲ့ဆိုင်ငယ်ဘယ်တော့မှမမေ့လင်မယားနှစ်ယောက်ဘွားမှာဆိုင်ငယ်ကြီးစီးရတယ်ဆိုပြီးကျင်းတတ်နေတာစီးချတာပြီးတော့အဲ့ဆိုင်ငယ်ဝယ်လာတဲ့နေ့ရဆိုရင်လင်မယားနှစ်ယောက်အဲ့လိုတော့မရဘူး။ခုမှမစားဆိုင်ငယ်တော့မှချောက်လို့တသိန်းခွဲနဲ့တော့ဘွားတွေကအဲ့တော့ဘွားကြည့်ရသေးတယ်ညဘက်ကြလို့ခေါင်းရင်းမှာထားအိတ်ကဆိုင်ငယ်ထားတဲ့နေရာလည်းမရှိဘူးခြံခေါင်းရင်းကအခန်းအောက်မှာတိုင်လေးကြီးအဲ့တိုင်လေးမှာတော့ခတ်ဖို့တော့လည်းမဝင်နိုင်သေးတော့ဒီဆိုင်ငယ်လေးသက်တော့ခတ်ညဘက်ကြရင်ဂရင်းမောက်ကနေထားလာကြည့်အဲ့ကရိုးချောက်ရှိပါတော့မလားလို့အဲ့ဟိုတလားလောက်ကြာတော့ပတ်စံလေးနည်းနည်းအဆင်ပြေလာတော့အဲ့ဆိုင်ငယ်လေးကိုကျွန်တော်ကာဘာလေးတွေစင်ဆေးတွေပါတေချာမှုတ်တာပေါ့ပါဝါပြောင်းတွေပါတက်ပြီးတော့ကျွန်တော်ဆိုင်ကဟိုစစ်စင်းအောင် what စစ်အောင်မမရရှယ်ရွှိုင်းလိုက်တာရှယ်ရွှိုင်းပြီးတော့အဲ့ဒီကကောင်းတဲ့မှာဆိုင်ကလေးရဲ့ရေတွေပဲဆိုပြီးကစ်တွေပဲတိုက်တာအလားပြန်တာတဲ့သူကဆိုင်ကဆေးမုတ်ပြီးကြတာဆိုတော့သူကစီးကျင်တယ်ဆိုင်ကစီးကျင်ကနာနေဟုတ်ငါအဲ့ဒီကမမရကျွန်တော်ကလည်းဟိုစားတဲ့ပါတမင်းသားပြန်လာတာကွန်းတီတော့ဝယ်လာကွန်းတီလားကွန်းလားမသိဘူးတော့ဝယ်ဖို့ဝယ်ခိုင်းဖို့အိမ်ပြန်ဖို့အိမ်ပြန်ဖို့မမရတော့တိတ်မရှိတော့ဒါပေမဲ့အဲ့ချိန်မှာ तू ကကိုတဲ့ရိုးရိုးတရားလောက်တဲ့အစိမ့်လေးတရားလောက်စားအောင်မယ်ရပြီးတယ်တော့ကွန်းလေးတရားစားပြီးတော့ဆိုင်ကလေးကိုတောက်လေးပြုတ်ပြီးတော့ဆိုင်ကဂီယာမီမလင်းဖြစ်ချင်တော့ကျွန်တော်ဆိုင်ကဂီယာမီမလင်းလား तू ကမသိဘူးအမဲစတက်ကောက်လို့ဘူးဆိုဂီယာဝိုင်းနဲ့တကားတဲ့ဟိုလိုမျိုးကင်းနဲ့အဲ့လိုမျိုးနှိုးစားကြီးလီဘာဆွဲချလိုက်တာဟောအေးနှိုးကြပြီးတော့တော့ဘေးနားမှာနှိုးစားရှိတယ်ကိုကလည်းလမ်းဘေးဆိုတော့ကွန်ကရစ်လိုင်းကင်းတာအဲ့ဘေးမှာမြောင်းကြီးအချောက်ကြီးရှိတယ်ဘရုဆိုတော့ပြီးတော့ကိုဆိုတော့ကြားလိုက်တယ်ဆိုင်ကလေးမျိုးလူလည်းမလူဆိုင်ကလေးကအဲ့နေရာမှာစေးမုတ်ထားပါဆိုတော့ကိုဆိုတော့ကြားတော့ဘယ်ဟောကြည့်တော့နောက်မှလူလည်းမတွေ့တော့ဆိုင်ကလေးမတွေ့တော့အဲ့ကိုရနေတန်းနဲ့ထားပြီးတော့ခြေထောက်လေးနဲ့ကြောက်မို့အဲ့မြောင်းနေတော့စင်ကြီးတော့မှဆိုင်ကလူကိုပြီးတာဘယ်မှာလဲတွေးနေလဲဟောကမိမတော့ဘာပြောလဲမသိဘူးတော့လူဆွဲတယ်လေသူကဘယ်အောင်မလဲရိုးကိုရစားပြီးတော့ဒီနားမှာကွန်ထရိုးတွေနဲ့တွေးတွေမောက်သွားလေမြောင်းထဲမှာဂျုံတော့မောက်ကိုပဲပါတယ်ရေတောင်မပါတော့ကိုပြောက်လူရောဆိုင်ကရောပြောက်သွားအများကြီးစီသေးတယ်ပြောပြအောင်မယ်အခုတော့ခဏရက်လိုက်အောင်ဗာလဲအဲ့တော့ဆိုင်ကပါရောပြောပါအကုန်သုံးပြတတ်ကုန်လားစေမုတ်လို့မ5 4 3 2 1 actionနားလေပြန်စားတယ်ကောင်းပါ့ဆိုတော့ကောင်းပါ့ရတာတော့ဟဲ့မဖီစီမစကူပဲလိုက်တယ်ဒီလိုဟာပါနဲ့ငါအခုလုံးဝဟဲ့သဘောမတူရနေကွာရွှေထွက်နေလို့လားမဟုတ်လေအဲ့ဒီလုပ်တယ်လေလူလေးပါစဟာဟိုင်းအဲ့ဒါခုလေးပါဟာမနဲ့ငါအခုလူပြတယ်မတီးအဘဘာလို့ဘာလို့တူနိုင်ရှင်းတာပါဘာလို့အဲ့
တို့လေ အော်ကြပါကြပါတွေ့မယ်လေတွေ့မယ်ဒါကြီး ဟုတ်ကချာငါပစ္စည်းဘယ်ပဲစားဟုတ်ပါဘူးအဲ့ပါသူ့ကိုကြိုက်ပြီးလုံးလို့ရပြီသူချုပ်ထားပေးတဲ့အတွက်ကြောင့်သူ့ကိုလေရိုးစမီဆုံးလို့ဟင်းအဲ့ပါမှာဝါလုံးလို့ရမှာလို့အမေကိုလည်းနဲ့ရတယ် 没杀人的话， ရမလို့အဲ့ရိုးကပါပြီကောင်းသေးနေတာတော့ဘောရိုးလား 空调点上， ဒီနားလေးဒီနားလေးဒီဟာတော့ဘောပါ把这猪尿寄了。 ရပြီ ချင်းချက်ကလည်း17နှစ်လာကြတယ် အဲ့တဲ့ထိုက်ရရင် ဘာတစ်ဖက်ပြုတ်သွားမလား 快点拿来本的啦。哦。给我干哪边？ ရပါရှိမလားဟုတ်တယ်ကိုယ်ကြီးပြေးသွားတယ် အတော်ပဲ ငါပြောတာငါတော့ဟဲ့ငါပြောတာငါပေါင်းပြမပြောတဲ့တိုင်လို့ရေငါ 俺怎么丢那里瓜？ ဘာလို့ရောလေ တွေ့ရင်နေတာ တားရေလာကြလေဒါမင်းဖေ တချောင်းကရေး 嘿。 ရတယ် 要不是不懂。ပြီးတော့နားတော့မ 哎， မြတ်ချ 原来是。 ဘယ်နှဖက်နဲ့ 这狗这狗屁，我那边。 ဟေးကျလိုက်စားဆိုရင်မင်းတို့ကလည်းလန့်သွားနော်မင်းတို့ပြေးလိုက်မလားနဲ့လို့သူကသွားကွမလုပ်ဘူးဘာကြီးအဲ့နဲ့ ဟမ်တုံးလိုက်တာငါသားရေ ရပြီနော်ရတယ်โอเคကိုယ်လေးဝင်ကိုအဖေအဖေပြောနေတာစပါလေး ဒီလာမိုးဒီအများကြီးပဲလား မပြေလို့ဟဲ့နင်းတွေနေတိုင်းစင်ရင်အောင်နော်နင်းအကိုငါတရားလုံးရှိသေးတယ် ဒီတိုင်းပါလေစင်နေအောင်လေဒီကိုတရားလုံးငါရှိတယ်နော်ဒီမှာဆိုရင် နော်နင်းကိုငါတရားလုံးရှိသေးတယ်ဘာမှစကားဘယ်လိုပြောရမလဲ ဟိုနင်းကိုတယောက်လုံးငါရှိသေးတယ် နင်းကိုတရားလုံးနင်းကိုတရားလုံးနင်းကိုငါတရားလုံးရှိသေးတယ် ပြောလိုက်မတော့ကြားလိုက်ကို ဒီကောင်ဘာသာနဲ့ကြောင်းပြီးရ